ကျွန်တော်ရဲ့အစီအစဉ်လေးကိုကြည့်ရှုနေကြတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သရင်းနဲ့ဂါရဝပြုပါရခင်ဗျာကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြခြင်းတဲ့အကြောင်းအရာလေးကတော့ကံဉဏ်ဝရိယဆိုတဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့အင်မတန်မှကိုရင်းနှီးတဲ့အကြောင်းအရာလေးကိုဆွေးနွေးကြပါတယ်။များသောအားဖြင့်ကျွန်တော်တို့မြန်မာလူမျိုးတွေသိနေတဲ့ကံဆိုတာမိုးပေါ်ကနေပြီးတော့ရွှေထုတ်ကြီးပြုတ်ကျလာတဲ့ကံမြေကြီးတဲကနေပြီးတော့ရွှေအိုးကြီးတွေပေါ်လာတဲ့ကံပေါ့။အဲ့ဒီလိုကံမျိုးကံလို့ထင်နေကြတာပါ။ကျွန်တော်တို့ရဲ့ဖျားရှိခိုးဩဃာသကတော်ကျိုးမှာပါတဲ့ကာယကံဝစီကံမနောကံဒီလိုဖျားသားနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေမရင်းနှီးဘူးဆိုတာမရှိပါဘူးအဲ့တော့ကံဆိုတာအလုပ်ပါကာယကံဆိုတော့ကိုယ်ကာယနဲ့ပြုလုပ်တဲ့အလုပ်ပေါ့ဗျာနော်ဝစီကံဆိုတော့နှုတ်ဝစီနဲ့ပြုလုပ်တဲ့အလုပ်ပေါ့ဗျာမနောကံဆိုတော့စိတ်မနောနဲ့ပြုလုပ်တဲ့အလုပ်ပေါ့ဟုတ်လားအဲ့တော့ကံဆိုတာကပါဠိစာအုပ်တွေထဲမှာအဓိပ္ပာယ်ဖွင့်ဆိုထားတာအလုပ်ဗျအင်မတန်မှကိုရိုးရှင်းပါတယ်ရိုးရိုးလေးနဲ့ရှင်းရှင်းလေးပါကံဆိုတာအလုပ်ဆိုပြီးတော့ဘာသာပြန်ထားပါတယ်ဗျာဒါကြောင့်မလို့ကံဆိုတာအလုပ်ပါအဲ့ဒါလေးတော့သိဖို့လိုပါတယ်ရှင်းရှင်းလင်းလင်းပြပြသားသားသိပြီးတော့မှန်မှန်ကန်ကန်လက်ခံဖို့လိုပါတယ်ပြီးတဲ့အခါကျတော့ဉာဏ်ဆိုတာတော့ပညာပေါ့ပညာဆိုတာကအလုံးသိပြီးသားပါပဲအမှားအမှန်ဝေဖန်ပိုင်းခြားတဲ့ဟလားပြီးတဲ့အခါကျတော့လှုပ်တဲ့မလှုပ်တဲ့စဉ်းစားဆုံးဖြတ်တယ်အမှားမှန်ကိုဝေဖန်ပိုင်းခြားနိုင်တာပညာလှုပ်တဲ့မလှုပ်တဲ့ကိုဆုံးဖြတ်နိုင်တာပညာအပညာဆိုဉာဏ်ပဲဉာဏ်ပညာပေါ့ဉာဏ်ညီမြခြင်းပညာကံညီမြခြင်းအလုပ်ကံဆိုတဲ့ကံရဲ့အဓိပ္ပာယ်အလုပ်ပဲဉာဏ်ရဲ့အဓိပ္ပာယ်ပညာပဲနောက်တစ်ခုဝရိယဆိုတာကြိုးစားအားထုတ်မှုဟုတ်လားဝရိယဆိုကြိုးစားအားထုတ်မှုအလုပ်လည်းကောင်းမယ်ဉာဏ်ပညာလည်းရှိကံဆိုတဲ့အလုပ်လည်းကောင်းကောင်းလုပ်မယ်ဉာဏ်ပညာကလည်းအမှားအမှန်လုပ်တဲ့မလုပ်တဲ့ကိုဝေဖန်ပိုင်းခြားမယ်ဝရိယဆိုကြိုးစားအားထုတ်မှုကလည်းမလျော့ဘူးဆိုရင်ဘာလို့အောင်မြင်ပြီဟာလားဘာလို့အောင်မြင်ပြီညာရှင်းရှင်းလေးပါကံဆိုတာအလုပ်ဉာဏ်ဆိုတာပညာဝရိယဆိုတာကြိုးစားအားထုတ်မှုအဲ့တော့ကျွန်တော်တို့လူတွေကဘာလုပ်မှာလဲစီးပွားရေးလုပ်မှာလားစီးပွားရေးလုပ်တဲ့အခါမှာလုပ်တဲ့မလုပ်တဲ့ကျွန်တော်တို့ကဉာဏ်ပညာနဲ့စဉ်းစားဟုတ်ပြီလုပ်ပြီကျွန်တော်တို့ဟာငါတို့ဒီနေရာမှာထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်မယ်ဉာဏ်နဲ့စဉ်းစားလိုက်တာဉာဏ်နဲ့စဉ်းစားလိုက်တော့ဗာလဲထမင်းဆိုင်တစ်ဆိုင်ဖွင့်မယ်ဟုတ်ပြီအဲ့ဒီလိုဉာဏ်နဲ့ထမင်းဆိုင်ဖွင့်တဲ့လေဒီနားလေးမှာထမင်းဆိုင်ဖွင့်တော့ရောင်းရမယ်ဆိုဉာဏ်နဲ့စဉ်းစားပြီးပါပြီးတဲ့အခါမှာလောက်အောင်ဘာလောက်အောင်ထမင်းတွေတရားမဟင်းတွေချက်ထမင်းတွေချက်ဟင်းတွေချက်ပြီးတော့အဲ့လှုပ်ပြီးအဲ့နေရာမှာဘယ်လိုလုပ်အောင်ကြိုးစားပြီးလုပ်အောင်ဘယ်လိုကြိုးစားပြီးလုပ်အောင်လဲcustomerကိုဟလာ customer နဲ့ပြလေးလေးလုပ်ရမယ်ပြည်လေဖို့တော့ကြိုးစားမယ် customer ဟာလား customer ဒီစားသုံးသူနဲ့အဆင်ပြေအောင်ကြိုးစားဟင်းနေကောင်းအောင်ကြိုးစားဟာလားအဲ့လိုလုံးမလဲကိုယ့်ရဲ့ဆိုင်ကိုစားတဲ့လူလာမှာထမင်းဆိုင်တော့လုံးလိုက်ပြီဒါပေမဲ့မကြိုးစားဘူးအဲ့ဒါအလကားပဲစားသုံးသူကိုယ့်စီကိုတစ်ခေါက်လာနောက်တစ်ခေါက်ထပ်လာကြရမယ်
မျိုးကြီးတစ်ချင်းဆိုပြီးရောင်းလို့မရမျိုးကြီးတစ်ချင်းသိရမလားမလာပါနဲ့အဲ့တစ်ချင်းဆိုလို့မရအဲ့တော့ခုနပြောလို့ပေါ့ထမင်းရောင်းတဲ့အလုပ်ကိုလုပ်လိုက်တာကန်းဒီနေရာမှာထမင်းဆိုင်ဖွင့်တဲ့မဖွင့်တဲ့ကိုစဉ်းစားတာညံရောင်းကောင်းဖို့အတွက်ဟာပေါ့စားတောင်းသူဂယုစိုက်တာအစသရအားလုံးရင်ကျေးပြူမှာပေါ့ဂယုစိုက်တယ်ဆိုတာအဲ့ဒါဝရိယအဲ့ကံညာဝရိယသုံးခုစုံရင်အဲ့ထမင်းဆိုင်အောင်မြင်ပြီပေါ့ဟုတ်တယ်မလားကျမ်းမာရေးလည်းထိုနည်းတူသွားပဲဒါကျွန်တော်ခုနထမင်းဆိုင်လေးတစ်ဆိုင်အောင်ပဲစီးပွားရေးပြထမင်းဆိုင်ကလည်းတကယ်ရင်ကြတော့လောက်တတ်မယ်ဆိုချမ်းသာတာပဲကိုယ့်ရဆိုင်လည်းချမ်းသာတာပဲကျမ်းမာရေးကြတော့မတဲ့တာကြီးမစားနဲ့ပေါ့တဲ့မတဲ့ပဲရသေးတယ်ဉာဏ်ပညာသိတယ်စားတာအလုံးဟာလားစားလိုက်တယ်မတဲ့တာကိုစားလိုက်တယ်မခွဲကြအောင်စားလိုက်တယ်အယောဂါဖြစ်သွားတယ်မတဲ့တာကိုမတဲ့မှန်းသိတယ်မစားဘူးဟာလားအကျမ်းမာရေးကိုယူဆိုင်တာအကျိုးသားတာပဲကျမ်းမာအောင်ကျိုးသားတာကျမ်းမာရေးလည်းကျွန်တော်ကံကြံဝရိယပဲကဲဒါဆိုကျွန်တော်တို့တွေတရားတွေအားထုတ်ကြမယ်တရားတွေကျင့်ကြမယ်အဲ့ဒါလည်းကံကြံဝရိယပဲကံလောက်ရမယ်လေတရားကျင့်ရမယ်ဉာဏ်ကတော့ဉာဏ်အမှားမှန်ဝေဖန်ပိုင်းခြားဝရိယကြိုးစားအားထုတ်အောင်ကြိုးစားအားထုတ်မှုမရှိဘဲနဲ့တော့တရားမရအောင်ဒါကြောင့်မို့ကံကြံဝရိယဆိုတာကျွန်တော်တို့လူဘဝတစ်ခုလုံးနဲ့ပတ်သက်နေအမတမောအရေးကြီးပါကျေးဇူးတင်ပါတယ်အာရောချံပရမလာဝံဆိုတဲ့ကျမ်းမာမှုလည်းတစ်ပါးအမြတ်ထားရလက်တွေ့ပါ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 လက်တွေ့ဆေးမြင့်ဆုံးတန်ကြီးလေးစီကျေးဇူးတင်စွာအဖေမေအဖိုးဖွာတိုင်းရင်သာပြည်သူများအတွက်ရောက်ရှိ